ဘယ်အရာကကိုဘဝရဲ့ life quality ကိုပြပြနေရလဲအားလုံးပဲမင်္ဂလာပါကျမတို့ Kate ပါအရင်ဗီဒီယိုတွေမှာကျမက accounting equation ဒီ life care quality ကိုမပြောပြဘူးလို့ကျမရှင်းပြခဲ့ပါတယ်ဒါဆိုလို့ရှိရင်ဘယ် figure တွေကကျမတို့ရဲ့ life quality ကိုဖော်ပြနေရလဲဆိုတာကိုအခုဗီဒီယိုမှာ share လုပ်တော့မှာဖြစ်ပါတယ်ဒါကတော့လူတော်တော်များများကလူတစ်ယောက်ရဲ့ life quality ကိုတိုင်းတာတဲ့အခါမှာပထမဦးဆုံးကြည့်တဲ့အကြည့်ကတော့ကျမတို့မှာပတ်စံရှိလားမရှိလားကိုအရင်ကြည့်တာပါဒီလိုပါပဲကျမတို့မှာပတ်စံရှိနေခြင်းကကျမတို့ဘဝကိုပျော်ရွှင်စေပါတယ်ဒါက one of the life quality တွေမှာပါဝင်တယ်လို့ဆိုလိုချင်တာပါဒါကြောင့်ဥပမာဒီနဲ့ပြောပြရမယ်ဆိုရင်ကျမတို့ကလစာတော့မရသေးဘူးပေါ့နော်ဒါပေမဲ့ delivery ကဒါကိုယ့်စီကိုအရင်ရောက်လာပြီဆိုလို့ရှိရင်ပျော်စရာမကောင်းတော့ဘူးဆိုတာကြီးကစတင်ဖြစ်ပေါ်ပါတယ်ဒီလိုပါပဲလုပ်ငန်းတစ်ခုမှာအကျိုးမြတ်တွေအများကြီးတော့ပြနေတယ်ဒါပေမဲ့လုပ်ငန်းတစ်ခုလုံး run ဖို့အတွက် operational သုံးဖို့ပတ်စံ cash flow ကိုကောင်းကောင်း management မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ဒါဟာကောင်းမွန်တဲ့စီမံခန့်ခွဲခြင်းတစ်ခုမဟုတ်ပါဘူးတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ SSC များများပိုင်ဆိုင်ခြင်းကလုပ်ငန်းရဲ့ကောင်းမွန်တဲ့ status ကိုပြသနိုင်ပြီးတော့ငွေသားကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ခြင်းကတော့လုပ်ငန်းကဘယ်လောက်တောင် comfortable ဖြစ်နဲ့ sustainable ဖြစ်အောင်သွားနေလဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ life quality ဆိုတာကအချိန်သစ်အခါသစ်မှာ timing ကောင်းကောင်းလေးနဲ့ကျမတို့က cash ကို management ပြုလုပ်ရခြင်းဟာ life quality တွေကတစ်ခုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်